Okay ဒါလေးကဇာနီကရှာကန်လေးညက်ပါပေါ့နော်ရှာကန်နော်ရှာကန်လေးလုပ်ဖို့အတွက်ဇာနီကဒီမှာရှာကန်ကိုနည်းနည်းအပြားကြီးကြီးလေးလုပ်မှဖြစ်တဲ့အတွက်ချုပ်စာလက်မဝက်ရှိပင်တစ်ခွဲအပြားအကြံပေါ့နော်ချုပ်စာကိုကြားတော့ဇာနီကလက်မဝက်ချုပ်မယ်အပြားအကျယ်ကြတစ်ခွဲအကြံနော်တစ်ခွဲအကြံလေးယူလိုက်မှာပေါ့နော်ယူလိုက်မှာဖြစ်တော့အခုဗာပြကျင်တာလဲဆိုတော့ဒီပေါ့နော်ရှာကန်လေးဒီရှာကန်မှာရှာကန်လေးချုပ်တဲ့ခါကျဇာနီတို့ဒီလိုဒဲကြီးပေါ့နော်ထိတ်နှစ်ဖက်မှာဒီလိုပေါ့နော်ဒဲယူမယ်အစားဒဲယူရတဲ့ခါကျရင်စီတွေမှာဆိုရင်ဇာနီတို့ဒီအချုံကြီးတွေကပေါ်နေတတ်တယ်နော်မပေါ်အောင်လို့ဇာနီတို့ကဒီထိတ်ကလေးကိုသိမ့်ပြရမယ်နော်ဘယ်လိုသိမ့်မလဲဆိုတာမသိသေးတဲ့သူတွေအတွက်ပေါ့နော်ခုမှအခြေခံလေးလာနေတဲ့သူတွေအတွက်ပေါ့နော်အသုံးဝင်မယ်နည်းလေးပြပေးမယ်ပေါ့နော်အသုံးဝင်စီမှာပါတီးပြီးတဲ့သူတွေပညာရှင်တွေကကြော်သွားလို့ရပါတယ်ပေါ့နော်โอเคပါအဲ့ဆိုဇာနီတို့ဒီမှာဒါကိုခောက်ထားတာကြတော့နှစ်လက်မအောင်ဆိုဖြန်းလိုက်ရင်ဇာနီတို့ကလေးလက်မပြပြင်မယ်နော်ခောက်လိုက်ရင်နှစ်လက်မပေါ့နော်နှစ်လက်မကိုတို့ဒီမှာဒီဘက်ကဇာနီတို့အပွင့်ဘက်နော်ဒီဘက်ကအပွင့်ဒီဘက်ကအပိတ်အပွင့်ဘက်ကိုတော့မစားဘူးနော်ဇာနီတို့ဒီအပိတ်ဘက်ကိုစားပေးရအပိတ်ဘက်ကိုဘယ်လောက်စားမယ်ဆိုတော့လက်မဝက်လောက်စားမယ်နော်တချို့ကနှစ်စိတ်ပဲစားတယ်ကိုနှစ်သက်တယ်လို့စားအဲဒီတော့လက်မဝက်စားမယ်နော်လက်မဝက်လောက်အဆောင်လေးယူမယ်ပြီးတဲ့ခါကျရင်ဇာနီတို့ဒီအောက်ရဲ့အပွင့်ထိန်နဲ့ဒီလိုစောင်းလေးလာနော်အဲ့ဒီဘက်ကိုဒီလိုလုပ်မယ်အဲ့ဒီဘက်လည်းအတူတူပဲနော်ဒီဘက်ရဲ့ဒီလိုမျိုးအပိတ်ဘက်ကိုလက်မဝက်မှတ်လိုက်မယ်ပြီးတဲ့အခါဒီအောက်ကအပွင့်ဘက်နဲ့ဒီလိုဒီစောင်းလေးလာပြီးတော့ဒီလိုလေးယူလိုက်မယ်နော်မြင်လားမသိဘူးနော်ဒီလိုလေးယူလိုက်မယ်နှစ်ခုယူပြီးသွားပြီဆိုမှဒီဟာကိုဇာနီတို့ဘာလုပ်မလဲညှက်ထုတ်လိုက်ရမယ်နော်ဒီလိုမျိုးလေးနော်အဲ့ဆိုရင်ပုံစံလေးကဘယ်လိုဖြစ်သွားလဲဆိုရင်ဒီထိတ်တစ်ဖက်မှာဒီလိုမျိုးဇာနီတို့ကဒီမှာနှစ်စိတ်ချုပ်မယ်ဆိုရင်လည်းနှစ်စိတ်ပေါ့နော်၄စိတ်ချုပ်မယ်ဆို၄စိတ်ဒီလိုထိတ်တစ်ဖက်မှာဒီလိုပိတ်ချုပ်လိုက်ရုံပဲနော်ဒီလိုပိတ်ချုပ်လိုက်ရုံပဲနော်ဒါဆိုရင်ဇာနီတို့ဒီရှာကန်နေတက်တဲ့ခါကျရင်ဒီဘက်မှာထွက်မနေတော့ဘူးပေါ့နော်ဒါအနာသိမ့်ပြီးသားလေးဖြစ်သွားမယ်နော်ဒါရှာကန်ဒီမှာဆိုရင်ဒီလိုလေးစားပြီးနော်ဒီအပွင့်ဘက်ကိုမစားဘူးနော်အပွင့်ဘက်ကိုမစားဘူးအဲလိုဒီအပွင့်ဘက်ကိုမစားဘူးဒီခောက်ကြောင်းဘက်ကိုပဲ၄စိတ်ဆောင်းလေးညှက်ပေးရမယ်ချမယ်နော်ဒါလေးတွေမတည်သေးတဲ့သူတွေအတွက်ပေါ့နော်ဇာနီပြပေးတာဒီမှာလေးရှာကန်ကဒီလိုလာမယ်ဆိုရင်ဒီမှာကြည့်နော်ဒီလိုပုံစံလေးလာမှာလေဒီပုံစံလေးလာတဲ့ခါကျရင်ဒီမှာဆောင်းလေးဖြစ်နေမယ်အောက်ကိုကြလဲဒီမှာသူ့ဟာနဲ့သူဒီဆောင်းလေးဖြစ်နေရတဲ့ကြောင့်မို့အဆင်ပြေနော်အဲ့လိုရှာကန်လေးလာမှာနော်ဒီလိုလေးပြချင်နော်โอเคအကျိုးရှိရင်ဇာနီကို yes လို့မှန်ခဲ့ပြီပါနော်ဇာနီပါ